မင်္ဂလာပါကျွန်တော်တို့ DBWay version 3.30 ထွက်လာပါပြီဒီ version မှာတော့ကျွန်တော်တို့ရဲ့ account ပေါ့နော်ဘယ်လဲဆိုတာကိုဖော်ပြပေးတဲ့နေရာလေးပေါ့နော်တွေ့ရမှာပါအဲ့ဒါဒီ software ရဲ့အပေါ်ထိတ်နာမှာပေါ့နော်ဒီ setting ပုံရဲ့ဘေးနားမှာပေါ့နော် basis ပေါ့နော်ဒါကျွန်တော် account လက်ရှိက basis အနေထား basic user ပေါ့နော်ကျွန်တော်ကဒါလေးကိုတစ်ချက်နဲ့ပြကြည့်မယ်ဒီမှာဒီလိုကြည့်လို့ရတယ်ကျွန်တော်တို့ဒီဒါလက်ရှိက account နာမည် TBOA ပေါ့နော်အဲ့တော့ဒီ account ရဲ့ level က basic user ဖြစ်တယ်ပြီးတော့မှကျွန်တော်ရဲ့ plan လည်း basic plan ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့မှာကဒီ subscription plan လေးကဘယ်လိုတွေခွဲထားတယ်လဲဆိုတော့ဒီ view plan တစ်ချက်ကြည့်မယ်အဲ့တော့လက်ရှိကျွန်တော်တို့ plan ကplan basic plan ရှိရယ်နောက်ပြီးတော့မှ premium plan ရှိရယ်နောက်ပြီးတော့မှ pro plan ရှိရယ်နောက်ပြီးတော့မှ pro max plan ဆိုပြီးတော့မှ plan ၄မျိုးခွဲထားရှိတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ plan စာမျက်နှာရောက်ဖို့အတွက်ကိုကျွန်တော်တို့ကဒီ basic ကိုနှိပ်ပြီးတော့လည်းရတယ်ဒီ basic ကိုနှိပ်မယ်ဆိုရင်ဒီလက်ရှိကျွန်တော်ရဲ့ plan ကိုဒါလက်ရှိကျွန်တော်တို့ account ရဲ့ plan ကိုဒီမှာဖော်ပြထားတယ်အဲ့တော့လက်ရှိ plan ထက်ကျွန်တော်တို့ကပုံမကောင်းမွန်တဲ့ feature ကိုအသုံးပြုလို့ရနိုင်အောင်ဒီ upgrade mode နှိပ်လို့လည်းရတယ်ဒီကနေဝင်သွားလို့လည်းရတယ်လို့အဲ့ဒီကနေမဟုတ်ပဲねဒီ hamburger menu ပေါ့နော်ဒီ menu ပုံစံတဲ့အောက်မှာဒီမှာ my subscription ဆိုတဲ့နေရာမှာပေါ့နော်လက်ရှိ basic plan ကနေအားတက် plan တွေကိုကြည့်မယ်ဆိုရင်ဒီ view plan ကို next ဒါလည်းဒီနေရာရောက်လာတာပဲအကုန်လုံးအတူတူပဲဆိုတော့ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ကဘယ်လို plan ကဘယ်လို feature မျိုးရလဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်ပြီးရင်ဘယ်လိုဝယ်ယူလို့ရမလဲဆိုတော့ကျွန်တော်ရှင်းပြပေးပါမယ်ဆိုတော့လက်ရှိကကျွန်တော် account ကဒီမှာက current က basic plan ဒါလက်ရှိကျွန်တော် account က basic plan ပဲရှိသေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ basic plan ပြီးရင် basic plan နဲ့ပုံမြင်တာက premium plan ပေါ့နော်ဒီ premium plan ဆိုတာကဒါ free ADS အဲ့ဒါပါလဲဆိုတော့ဒီပုံမှန်အဖြစ်တွက်ချက်တယ်လို့မဟုတ်ဘူးကဏ္ဍပဲဒီဘောနော်ဆရာတွေတင်ထားတဲ့ကဏ္ဍတွေပြီးတော့မှဒီ DBWay software ကိုပေါ့နော်ဒီတိုင်းတတ်မှတ်ကချန်ကြည့်တဲ့မိတ်ဆွေတယောက်အနေနဲ့ကကျွန်တော်တို့ကဒီတွက်ချက်တာလည်းမလုပ်ဘူးဆိုရင်ဒီ premium plan လို့ခေါ်တဲ့ free ADF version ပေါ့နော်လုံးဝ AD မပေါ်ဘူးလုံးဝ AD မပါဘူးပေါ့နော် AD များလို့စိတ်ရှုပ်နေတဲ့မိတ်ဆွေတယောက်အနေနဲ့ဒီ plan ကိုဝယ်ယူလို့ရတယ်အဲ့တော့တစ်လမှ9000ပဲအဲ့တော့တစ်လမှ9000တစ်ကြိမ်မှ2500ကျပ်ပါပဲပေါ့နော်ဟိုလက်ဖြစ်တစ်ခွက်စားလောက်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာကဒီ premium plan ပဲဖြစ်ပဲ plan ပဲဖြစ်ဒီနေရာမှာကဝယ်ယူလို့ရမယ်လပေါ့နော်ဒီတစ်လရှိမယ်ကဲမြင်ကျွန်တော်3လချိန်မယ်ဆိုရင်3လပမာဏ1000ခွဲဖြစ်သွားမယ်6လချိန်မယ်ဆိုရင်6လပမာဏ3000ဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကdirect ကတော့ဒီလက်ရှိ free version နဲ့ဘာကွာလဲဆိုတော့ free version ဆိုတာကဒီ basic plan က free version ဒီ free version နဲ့ဘာကွာလဲဆိုတော့ဒီမှာဒီ free ADS က free version မှာ free ADS မရဘူးဒီ premium plan မှာတော့ free ADS ရတယ်ဒါပေမဲ့တွက်ချက်တာကတော့ဒီ premium plan ကကောင်းကောင်းမရအောင်အဆင်မပြေဘူးပေါ့နော် AD မပေါအောင်တမင်ပါပဲဒါပေမဲ့ဒီ premium plan ထက်ပိုမြင့်သွားတာပါလဲဆိုတော့ pro plan ပေါ့နော် pro plan ဒီ pro plan ကဒီမှာကျွန်တော်6လလို့ရွေးထားတာမလို့9000ဖြစ်နေတာအဲ့တော့တစ်လကျွန်တော်ရွေးလိုက်မှတစ်လကို1000ခွဲတစ်ကြိမ်ဆိုရင်တစ်ကြိမ်စာနဲ့တွက်မယ်ဆိုရင်ဒီဆက်လက်ပေးရမှာเนาะဒါသူ့အယောင်ကခန်းရောင်ဖြစ်တယ်ဒီမှာလည်းခန်းရောင်ပြောင်းသွားမယ်အဲ့တော့သူကတစ်ကြိမ်စာကို9500ပေါ့เนาะတစ်လကို1000ခွဲဖြစ်သွားတာပေါ့เนาะအဲ့တော့ तू ကဒီ pro plan ကဘာတွေပါသွားလဲဆိုတော့ဒီရိုးရိုး premium plan တဲ့ပေါ့เนาะဒီမှာဆိုရင်ရိုးရိုးဒီ basic plan မှာပါတဲ့ feature ကဒါ petrolite model ကိုအသုံးပြုလို့ရမယ်အဲ့တော့အဲ့မှာ pattern ပေါင်းက 9.78k ရှိတယ်အဲ့တော့ petra pro ကို model ကိုအသုံးပြုလို့မရအောင် ultra model ကိုအသုံးပြုလို့မရအောင်เนาะအဲ့တော့လောလောဆယ်ကဒီ free version basic plan မှာတော့ဒီ petra pro model ကိုအသုံးပြုခွင့်16ရက်ကြံသေးတာပေါ့เนาะဒါကိုကျွန်တော် free ချပေးထားတယ်သုံးပြုလို့ရသေးတယ်လောလောဆယ်ကမဝယ်သေးလို့ဖြစ်သေးတယ်အဲ့ရင်ဆက်ပြီးသုံးလို့ရတယ်အဲ့တော့ဒီမှာက pattern filter မပါဘူးเนาะpremium plan မှာလည်းပဲတော့ free ADS ပဲရတာဖြစ်တယ် pattern filter မှာပေါ့အဲ့ pattern filter ဘာလုပ်တယ်လဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်ပေါ့เนาะအဲ့ဒီမှာကသူက
ဒီ pattern patrolite model ကဒီအပေါ်မှာကတော့9.78k ရှိတယ်ဒီမှာက 23k pattern ရှိတာပေါ့နော်အဲ့တော့ pattern ပေါင်းက2300ကျော်တယ်အဲဒီမှာက pattern 9000ကျော်ပဲရှိတယ်အဲ့တော့ဒီ pro plan မှာကဒီ patrolite model က pattern ပုံများတယ်ဒီ pro plan account နဲ့ကျွန်တော်တို့ဒီ patrolite model ကိုအသုံးပြုပြီးကဏ္ဍရှာမယ်ဆိုရင်ပို့ပြီးတော့မှအဖြစ်ပို့များမယ်ဓာတ်ပို့စုံမယ်ပြီးတော့မှ Patra Pro model က681ပေါ့နော် 681k pattern ရှိတယ်ဆိုတော့6သိန်းကျော်တာပေါ့နော်6သိန်း8100ပေါ့နော်အဲဒီ pattern ပေါင်းအလောက်ရှိတယ်ဒါပေမဲ့ Patra Ultra model ကိုတော့သုံးလို့မရအောင်သူကလုံးဝကို free ADS AD မပါဘူးပြီးတော့မှ pattern filter ပါတယ် pattern filter ကိုကျွန်တော်တီးတန့် video အသုံးပြုနေကျွန်တော်ရှင်းပြပေးမယ်ဒီနေရာမှာတော့ကျွန်တော်ကဘယ်လိုဝယ်ရအသုံးပြုလို့ရမှာလဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်ပြီးတော့ Pro Max plan Pro Max ကဒါအမြင့်ဆုံးပဲပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တစ်ခုကြံ့သေးတယ်ဒီ Pro plan မှာကတစ်လဝယ်ရမယ်ဆိုရင်ဒီမှာတစ်လရွေးပေး3လဆိုရင်3လရွေးပေးတစ်ဆင့်အမောက်ပြောင်းသွားလိမ့်မယ်ပြီးတော့မှဒီ segment ဆိုရင်အမောက်ပြောင်းသွားလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ TVWay Premium ထဲမှာအမြင့်ဆုံး plan ကတော့ Pro Max plan ဖြစ်တယ် Pro Max user ပေါ့နော်အဲ့ Pro Max plan ကသူက Petrolite model ကသူက 27k 27.3k ရှိတယ်29000ကျော်တာပေါ့နော်ပြီးတော့မှ Patra Pro model က 681k ဒီအောင်ကျတော့ဒီမှာလဲ 681k ဒီအောင်ကျတော့အတူတူပဲဆိုတော့ဒီမှာတော့ Patra Ultra model ကတော့ 3.24 million pattern ပေါ့နော်အဲ့တော့ pattern ပေါင်းဆိုတာကဏ္ဍရှာလို့ရတယ်ကဏ္ဍပေါင်းပေါ့မြတ် pattern ပေါင်းပေါ့ site ပေါင်းအများရှိတယ်အဲ့ဒီထဲကနေမိတ်ဆွေတို့ရှာမဲ့ကဏ္ဍကိုသူထုတ်ပေးတဲ့နေရာပုံများသွားတာပေါ့နော်အဲ့တော့ဒီ Pro Max plan ကတော့ဒါကတော့အကျဉ်းဆုံးပဲဒါကတော့အများဆုံးပဲဆိုတော့ free DS ရဲ့ automatic ပါဝင်ပြီးဒါပြီး pattern filter ပါဒီ pattern filter အရင်အကောင့်ဆုံး pattern filter အရင်တက်တာတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုဘယ်လိုရှိလဲဆိုဒီပန်က pattern filter မပါဘူးဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့က pattern filter ကိုဘယ်လိုအသုံးပြုရမလဲဆိုတော့တီးတက်တော့ချက်နေဗီဒီယိုနဲ့ရှင်းပြပေးမယ်အဲ့တော့ဒီနေရာမှာကဒီ premium plan ကိုပဲ premium plan ဝယ်မစင် premium plan ရွေးပြီးတော့မှတစ်လလားနှစ်လလားသုံးလလားယူရမယ် Pro Max Pro plan မှာလည်းပဲတစ်လလားသုံးလလား6လလားယူရမယ်ပြီးရင် Pro Max plan ကိုလည်းပဲကိုကတစ်လယူမယ်ဆိုရင်တစ်လယူမယ်သုံးလဝယ်ယူမယ်ဆိုရင်သုံးလယူမယ်6လဝယ်ယူမယ်6လယူမယ်တပတ်ကျွန်တော်ဒီမှာဆိုရင်Pro plan ရွေးရဆိုပါဆိုနော်ဒီကောင်ကျတော့ move popular ပေါ့ပုံမှန်အဖြစ်ဆိုရင်ကျွန်တော်တို့ကတမန်ကန်ချန်တွဲတဲ့တယောက်မိတ်ဆွေတယောက်နေဆရာတယောက်နေဆိုဒီ Pro plan ကတော့လုံးဝလုံလောက်ပြီအဲ့တော့ Pro plan ကိုတစ်လရွေးရစပါဆိုတော့တစ်လဝယ်ရစပါဆိုတော့ရွေးပြီးကျွန်တော် continue with pro ဆိုတာကိုနှိပ်ပေးပါနှိပ်ပေးပြီးရင်ကျွန်တော်က order summary ပေါ့နော်အဲ့တော့ကိုဝယ်ယူထားတဲ့ပမာဏက plan ကကိုယူမဲ့ plan က pro plan ဖြစ်တယ် duration ကတစ်လအဲ့တော့ price ကဒီ1000ခွဲပေါ့နော်ဒါတော့$7နဲ့တက်မှတ်ထားတာပေါ့နော်အဲ့တော့ name ဆိုတာကဒါဒီနေ့မှာမိတ်ဆွေတို့နာမည်ပေါ်နေမယ် email ကဒီမှာမိတ်ဆွေတို့ email ပေါ်နေမယ်ဆိုတော့ဒါကိုကျွန်တော်တို့ကokayဒီ copy ပေါ့နော် copy နှိပ်ပြီဆိုတော့ ਨੇ copy နှိပ်ပြီးတော့ကျွန်တော်ရဲ့ Telegram မှာလာပြီးတော့ပို့ပြလို့ရတယ်ပြီးတော့မှဒီ copy လည်းနှိပ်ထားလိုက်ပေါ့နော် copy နှိပ်ပြီး confirm နှိပ်လိုက် confirm နှိပ်ပြီးဆိုရင်တော့ဘာပဲခေါ်သွားမလဲဆိုတော့တော့ TVWay support ဆိုတဲ့ account နဲ့ခေါ်သွားမယ်ပါဒါဆိုရင် TVWay ကျွန်တော် TVWay account ကိုဒီထဲမှာမဝင်ထားလို့မပြအောင်ပေါ့နော်မိတ်ဆွေတို့ကဒီနေရာမှာTelegram ဝင်ထားမှာတခါလေး Telegram ခေါ်သွားလိုက်မယ်ခေါ်သွားပြီးတော့ဘာလုပ်မှာလဲဆိုတော့ဒီခဏလေးနော်ကြောင်ညာတက်သွားတယ်ကြောင်ညာတက်သွားတယ် sorry ပါဒါ free account ဖြစ်နေတဲ့ခါကျတော့ကြောင်ညာဝင်သွားတယ်ဆိုတော့ကျွန်တော်တို့ကဒါလေးနေပြီးတော့မှခုန copy ကူးမယ် copy ကူးပြီးတော့မှဒီနေရာမှာ message တော့ Telegram တက်လာရင်ကျွန်တော် account တက်ရခေါ်သွားလိုက်မယ်အဲ့မှာ message ခုန copy ကူးတဲ့ဥစ္စာကိုတစ်ချက်လာပို့ပေးပေါ့နော်တစ်ချက်လာပို့ပေးပေါ့နော်အဲ့လာပို့ပြီးတော့ရင် message ရဲ့name မိတ်ဆွေတို့ရဲ့နာမည်လည်းပါမယ်နောက်ပြီးတော့မှ email လည်းပါမယ်ဒါဆိုရင်ကျွန်တော်ကမိတ်ဆွေတို့ဘယ် plan ကိုဝယ်ယူထားလဲပြီးရင်ဘယ်နှလဝယ်ယူထားလဲဒါဆိုရင်ကျွန်တော်ကအဲ့ email ကိုကျွန်တော်တို့ဘက်ကနေတက်တန်တိုးပေးထားမယ် plan တွေကိုကျွန်တော်ထည့်ပေးမယ်ပေါ့နော်အဲ့တော့အဲ့မှာဒီ amount တိုင်းကိုဘယ်လွှဲရမှာလဲဆိုတော့ Telegram ကနေကျွန်တော်တို့ကပို့လာပေးပါမယ်ပေါ့နော်ဒါကဒီ TVWay ရဲ့ premium package ကိုဘယ်လိုဝယ်ယူရမှာလဲဆိုတော့ကျွန်တော်ရှင်းပြပေးတာဖြစ်တယ်ဒီပြီးတော့မှဒီမှာ pro ဒီအခုက 3.3
2.0 version ကနေစပြီးတော့မှဒီ တွက်ချက်တဲ့အပိုင်းတွေကတော့အရင်အဟောင်းတက်ကိုအများကြီးကွာသွားပြီအဲ့ဒီကောင်ကိုကျွန်တော်တည်တံ့ဗီဒီယိုနဲ့ရှင်းပြပေးမယ်ဒီဗီဒီယိုမှာကတော့ဒီ premium plan တွေကိုမှ premium plan ကိုဘယ်လိုဝယ်ယူလို့ရမှာလဲ pro plan ကိုဘယ်လိုဝယ်ယူလို့ရမှာလဲပြီး pro max plan ကိုဘယ်လိုဝယ်ယူရမှာလဲဆိုတော့ရှင်းပြပေးတဲ့ဗီဒီယိုဖြစ်တယ်အဲ့တော့ဒီဝယ်ယူတာနဲ့ပတ်သက်အခက်အခဲဖြစ်တာပဲဖြစ်ကျွန်တော်ရဲ့အကောင့်မှာ dial လာမေးလို့လည်းရတယ်ဒီခုနကအောင်ပေါ့နော်ဗာလဲ TVway support ဆိုတဲ့အကောင့် Telegram မှာ dial လာမေးလို့လည်းရတယ်ပြီးတော့မှလက်ရှိဗီဒီယိုရဲ့အောက်မှာ comment မဲ့ပြီးတော့မှလာမေးလို့ရတယ်မိတ်ဆွေတို့ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ရှင်းပြပြပါမယ် Thank you ပါအားလုံးကျေးဇူးတင်ပါတယ်